ဟုတ်ကဲ့အားလုံးပဲเนาะကျွန်တော်ရဲ့2D ရွှေရောင်လေး channel လေးကနေကျွန်တော်ရဲ့ 2D ခြေဝါသနာရှင်များအားလုံးကိုဥစွာမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်ပါရဗျာเนาะကျွန်တော်ဒီနေ့9ရက်12လ2025 12နာရီ10မိနစ်အတွက်ကိုကျွန်တော်ဗီဒီယိုဖိုင်လေးပြန်လည်တင်ပေးလိုက်ပါပြီဗျာเนาะအားလုံးပဲကျွန်တော်ရဲ့နေ့တိုင်းလေးတွေကိုပုံမှန်မြင်သွားခြင်းနဲ့ပုံမှန်တွေ့သွားခြင်းနဲ့ကျွန်တော်ရဲ့လုံးမိုင်လေးတွေကျွန်တော်ရဲ့ awkward လေးတွေကိုပုံမှန်ယူသုံးခြင်းနဲ့เนาะကျွန်တော်ရဲ့ချပေးတဲ့ free ချပေးတဲ့เนาะ awkward လေးတွေလုံးမိုင်လေးတွေနဲ့ပေါက်သီးတစ်ခွက်အမှန်ကန်ဖြစ်ခြင်းနဲ့ဆိုရင်ဒါအားလုံးပဲမိတ်ဆွေများကကျွန်တော်ရဲ့ channel လေးကိုဒါ subscribe နှိပ်ထားဖို့မမေ့ပါနဲ့ဗျာနော် subscribe နှိပ်ရတဲ့မိတ်ဆွေများကလည်း subscribe နှိပ်ထားပေးကြပါနော်ကျွန်တော်ဒီ9ရက်12လ2025ဒီနေ့မနက်နော်အင်္ဂါနေ့မနက်12နာရီ10မိနစ်အတွက်မှာကျွန်တော်လုံးပိုင်အနေနဲ့4ပိုင်9ပိုင်ပါဗျာနော်ဒီတည်းကနေကျွန်တော်အကြိုက်ဆုံး main on နှစ်ကွက်ကိုထုတ်ပြီးသွားမယ်နော်စုံကန်တိုင်အောင်ကြည့်ပေးပါနော် like and share လေးနဲ့လည်းကူညီပေးကြပါနော် subscribe လေးလည်းနှိပ်ပေးကြပါဒါမှကျွန်တော်နေ့တိုင်းလေးပုံမှန်တင်မိတ်ဆွေများမြင်ရမယ်တွေ့ရမယ်ဗျာနော်ကျွန်တော်မနေ့ကတနေ့ကုန်ပါနော်ကျွန်တော်ဝိုင်းနေလည်းမဖောက်တယ်လို့ကျွန်တော်လုံးပိုင်လည်းမဖောက်ပါဘူးနော်မနက်ပိုင်းမှာကျွန်တော်9ပိုင်တက်ပိုင်နဲ့ပေးတယ်81ထွက်တယ်ဒါမှကျွန်တော် အော့ကွက်ထဲမှာလည်းမပါဘူးနော်မိန်းကွက်ထဲမှာလည်းမပါဘူးဗျာနော်လွဲရင်လွဲတယ်ပဲကျွန်တော်မှန်တယ်ပဲဗျာနော်ညနေပိုင်းမှာကျွန်တော်9ပိုင်9ပိုင်နဲ့ပေးတယ်ဗျာနော်9ပိုင်9ပိုင်နဲ့မှာကျွန်တော်61ပဲပါတယ်62မပါဘူးဗျာနော်ကျွန်တော်လွဲတယ်ဒါမဲ့ဝိုင်းနေလုံးပိုင်ကျွန်တော်နေတိုင်းမှန်တယ်နော်မနေ့ကလည်းတနေ့ကုန်မနက်ညမှန်တယ်ဗျာနော်ဟုတ်ပြီဒီနေ့အင်္ဂါနေ့မနက်12နာရီ10မိနစ်မှာ4ပိုင်9ပိုင်ညာနော်4ပိုင်9ပိုင်နဲ့ကိုကျွန်တော်4ပိုင်နဲ့ကိုအကြိုက်ဆုံး4ကွက်ထုတ်ထားတယ်9ပိုင်နဲ့ကိုအကြိုက်ဆုံး4ကွက်ထုတ်ထားတယ်ဗျာနော်ဒီတည်းကမှကျွန်တော် main on 2ကွက်ကိုထုတ်ပြီးတော့ပါမယ်နော်ဒါကလည်းကျွန်တော်ဒါအများကြီးကဏ္ဍအများကြီးမထိုးနိုင်ဘူးဒါဈေးဘိုးလေးပဲကျွန်တော်တို့အပျော်တန်းဆော့တဲ့သူတွေအတွက်ကိုကျွန်တော်အော့ကွက်ထုတ်ပေးတာဖြစ်ပါတယ်လက်ကြီးသမားများကလည်းကျွန်တော်ခုချပေးတဲ့နော်ကဏ္ဍနေအားလုံးကိုဒါ4ပိုင်နဲ့လည်း4ကွက်ထုတ်ပေးထားတယ်9ပိုင်နဲ့လည်း4ကွက်ထုတ်ပေးထားတယ်ဒါတွေကုန်လုံးထိုးလို့ရပါတယ်ဒီထက်မှလည်းဒါကျွန်တော်တင်ကွက်လေးနှစ်ကွက်ကိုထုတ်ပြီးတော့မှာ main on တင်ကွက်လေးကိုနော်အားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေများကတော့ကျွန်တော်ရဲ့ channel လေးကိုအထူးပဲဒါနေ့တိုင်းလေးကျွန်တော်ပုံမှန်တင်ပေးတာကိုမြင်တွေ့ရင်မြင်ရတွေ့ရအောင်လို့နော်ဒါ subscribe လေးနှိပ်ထားပြီးတော့မမေ့ပါနဲ့ဗျာနော်ကျွန်တော်ဒါမွေးကနန်းသမားကြီးကလည်းကျွန်တော်တနင်္ဂနွေနေ့တည်းကမွေးကနန်းကိုအားလုံးတင်ပေးထားပါတယ်ကျွန်တော်ရဲ့ channel လေးမှာဝင်ကြည့်ပါမွေးကနန်းကိုတော့လုံးဝမမေ့ပါနဲ့နော်ဒါမနေ့ကတနေ့ကုန်မှာတော့ကျွန်တော်မွေးကနန်းကအနှဲငယ်ကတိလေးတွေလွတ်လွတ်သွားရဗျာနော်ကျန်ကျွန်တော်တို့ကျန်ရက်တွေမှာတော့ကျွန်တော်မွေးကနန်းကအနိုင်ဆုံးကျွန်တော်၄ကွက်ထုတ်ပေးထားတဲ့ကအနိုင်ဆုံး2ကွက်3မဟုတ်3ကွက်အနိုင်ဆုံးထွက်ရပါဗျာနော်ဒါမဖောက်တော့ကျွန်တော်ရဲ့မွေးကနန်းမှာအပတ်စဉ်အပတ်တိုင်းကျွန်တော်ရဲ့ formula ကတ်ကနေမဖောက်တော့မွေးကနန်းပါဗျာနော်ကျွန်တော်တို့တပတ်စာအခွေရလဲကျွန်တော်2 3 4 5အခွေနော်အခွေလည်းရှိတယ်အခွေတွေကလည်းအနိုင်ဆုံး2ကြိမ်ထွက်ရမှာဗျာနော်ဒီဘက်မှာကျွန်တော်ဖောက်ရက်တရက်ရှိရတဲ့ကြောင့်မလို့4ရက်ဆော့ရမယ်4ရက်မှာဒါဒီအခွေတွေအနိုင်ဆုံး2ကြိမ်တော့ထွက်ရမှာဗျာနော်ကျွန်တော်ကိုမများကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ထားဖို့တော့မမေ့ပါနဲ့ဗျာနော်ဟုတ်ပြီဗျာအားလုံးပဲเนาะဒါကျွန်တော်မင်းရောကွက်ထုတ်ပေးမယ်4ပိုင်တွေကိုကျွန်တော်အကြိုက်ဆုံးเนาะ45ပါဗျာเนาะ4ပိုင်တွေကိုအကြိုက်ဆုံး45ပါဗျာเนาะဟုတ်ပြီဗျ6ပိုင်တွေကိုကျွန်တော်အကြိုက်ဆုံးเนาะ96ပါဗျာเนาะနက်ခက်ကပြန်လာနိုင်လို့ပါเนาะဒါ4ပိုင်နဲ့အကြိုက်ဆုံးကတော့45ပါဗျာเนาะကျွန်တော်ဒီ6 break ကလည်းအနေဆုံးကျွန်တော်တစ်ချိန်မဲ့တော့လာသေးတယ်2ချိန်ထွက်ဖို့တော့ကျွန်တော်ရှိတယ်ဗျဒါ6 break ထဲမှာဆိုအကြိုက်ဆုံးကတော့ကျွန်တော်ဒါ45နဲ့90နဲ့ပါနော်ဒါ4ပိုင်9ပိုင်နဲ့မှာကျွန်တော်90တော့မပါဘူးမကြိုက်လို့ဒီနေ့ကို3ညမကြိုက်လို့ကျွန်တော်ဖယ်ထားတာပါနော်ဟုတ်အားလုံးပဲเนาะကျွန်တော်ချပေးတယ် main on ကွက်တွေနဲ့เนาะလုံးပိုင်နေနဲ့ထိမိပြီးတော့အားလုံးပဲအောင်မြင်ပေါင်းမြောက်ကြပါစေလို့ဆုတောင်းပေးနေကျွန်တော်2D ရွှေရောင်လင်း channel လေးကနေအင်္ဂါနေ့မနက်ကျွန်တော်12နာရီ10မိနစ်တော့ယခုလွှင့်တဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာနေရန်နာခွင့်ပြုပါ